ဇလန်းအစမှာကျွန်းတကျွန်းအနီးပင်လယ်ထဲမှာနစ်မြုပ်နေတဲ့မိန်းမငယ်တစ်ယောက်ကိုမြင်တွေ့ရပါတယ်။သူမဟာအသက်ရှင်နိုင်ဖို့အတော်လေးရုန်းကန်နေပါတယ်။ဒါပေမဲ့သူမကဘသူလဲဘလို့အခြေအနေကြောင့်ဒီလိုတစ်ယောက်တည်းပင်လယ်ထဲမှာရောက်လာရတာလဲဆိုတာမသိရသေးပါဘူး။အဲ့ဒါကိုနားလည်ဖို့ဇလန်းအစကိုပြန်သွားရပါမယ်။ကျွန်တော်တို့ဟာမောင်နှမ2ယောက်ဖြစ်တဲ့လိုရီနဲ့သူမရဲ့ညီမအဲရင်ကိုမိတ်ဆက်ရပါတယ်။သူတို့2ယောက်ဟာအားလည်းရဲ့အဖြစ်ဖီဂျီကိုခီးသွားလာကြတာပါလိုရီကအပြင်ပန်းမှာတော့တည်ငြိမ်နေတယ်လို့မြင်ရပေမဲ့အတွင်းမှာတော့နာကျင်မှုတွေအများကြီးထမ်းထားနေပါတယ်တနေ့နေ့လည်ခင်းမှာဟိုတယ်တစ်ခုမှာအစာစားနေစဉ်လိုရီဟာသူမဘဝရဲ့အကြီးဆုံးလှုပ်ဝက်ချက်ကိုအဲရင်ကိုပြောဖို့တတိယူလိုက်ပါတယ်သူမခင်ပွန်းမိုက်ဟာသူမကိုတစ္ဆာဖောက်နေတယ်ဆိုတာသိလိုက်ရကြောင်းပြောပါတယ်ဒါအပြင်အခြားမိန်းမတစ်ယောက်နဲ့ချစ်ကြိုက်နေပြီးအဲ့ဒီမိန်းမကကိုဝင်ပါရှိနေတယ်ဆိုတာပါဒီအကြောင်းကိုကြားတဲ့အခါအဲရင်ဟာအန်အော်ဘီယုံမနိုင်ဖြစ်သွားပါတယ်သူမကလိုရီကိုတစ္ဆာဖောက်တဲ့ယောက်ျားနဲ့ဘာကြောင့်ဆက်နေရသေးလဲလို့မေးပြီးထွက်ခွာပြီးဘဝအသစ်ဆက်မယ်လို့အကြံပေးပါတယ်ဒါပေမဲ့လိုရီကစိတ်ရှုပ်ထွေးနေပါတယ်အိမ်အောင်ရေးကိုကယ်တင်ဖို့ကြိုးစားရမလားဒါမှမဟုတ်ထွက်ခွာရမလားဆိုတာမဆုံးဖြတ်နိုင်ပဲမှားယွင်းတဲ့ဆုံးဖြတ်ချက်လုပ်မိမလားဆိုပြီးကြောက်နေပါတယ်အဲ့ဒီအချိန်မှာပဲအဲရင်ကပိုပြီးထိခိုက်စေမဲ့အရာတစ်ခုကိုဝန်ခံလိုက်ပါတယ်မိုက်ရဲ့အဖောက်ပြန်ကိုအရင်ကတည်းကသိနေခဲ့တာပါဒါပေမဲ့အမရဲ့အိမ်အောင်ရေးမပျက်စီးစေခြင်းလို့တိတ်နေခဲ့တာလို့ရှင်းပြပါတယ်ဒါကိုနားလည်ပေးမဲ့အစားလိုရီဟာအရန်ဒေါသထွက်သွားပါတယ်ကိုညီမကိုတောင်တစ္ဆာဖောက်ခံရတယ်လို့ခံစားပြီးအမှန်တရားကိုဖုံးကွယ်ပြီးမိုက်ကိုကာကွယ်ပေးတယ်လို့ဆွဆွဲပါတယ်စကားများကြီးတက်ပြီးအဲရင်ကစိတ်နာစရာနဲ့ထွက်သွားပါတယ်နောက်နေ့မှာတော့သူတို့2ယောက်ပြန်သွားဖို့လေရင်စီးရမှာပါလိုရီကလေစိတ်ကိုအစောကြီးရောက်ပြီးအဲရင်ကိုစောင့်ပေးမယ်မရောက်လာပါဘူးအဲရင်ကဖုန်းကိုအတန်ပိတ်ထားလို့လိုရီခေါ်တဲ့ဖုန်းအားလုံးကိုမကြားနိုင်ခဲ့တာပါနောက်ဆုံးလိုရီဟာတယောက်တည်းပဲလေရင်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်လေရင်တက်မဲ့အချိန်အလှည့်ဝန်ထမ်းကညီမကိုနောက်ထပ်မိနစ်အနည်းငယ်စောင့်ပေးနိုင်တယ်လို့ပြောပေမဲ့လိုရီကမလိုတော့ဘူးလို့ပြန်ပါတယ်လေရင်ဟာပြန်တက်သွားပါတယ်အစမှာတော့လေရင်တွင်းမှာအရာအလုံးတာမန်ပါပဲလိုရီဟာအိုမင်းနဲ့စုံတွဲတစုံနဲ့တွေ့ပြီးသူတို့ရဲ့မင်္ဂလာနှစ်ပတ်လဲခရီးကြောင်ပြောဆိုကြပါတယ်ဒါပေမဲ့ရုတ်တရက်လေရင်ကပြင်းထန်စွာလှုပ်ခါလာပြီးခရီးသည်တွေကြောက်ရွံ့သွားပါတယ်မိုးလေဝသဆိုးရွားမှုကြောင့်မီးလောင်မှုဖြစ်ပွားပြီးနောက်ဆုံးလေရင်ဟာတစ်တောထူထပ်တဲ့နေရာတစ်ခုထဲကျသွားပါတယ်အစိုးရနဲ့ကယ်ဆယ်ရေးအဖွဲ့တွေရှာဖွေပေမဲ့အပြက်စီးနဲ့အသက်ရှင်သူမတွေ့ရပါဘူးလူတိုင်းကလေရင်ပင်လယ်ထဲကျပြီးမြုပ်သွားပြီလို့ယုံကြည်ကြပါတယ်ဒီသတင်းကိုကြားတဲ့အေရင်ဟာစိတ်ထိခိုက်ကြေကွဲပြီးအမကိုဆက်ရှာပေးဖို့တောင်းဆိုပေမဲ့မြည်သူမှမနားထောင်ပါဘူးမိုက်တောင်လိုရီတေးပြီလို့လွယ်လင်းတကူလက်ခံသွားပါတယ်ဒါပေမဲ့အေရင်ကမယုံပါဘူးအမအသက်ရှင်နေသေးတယ်လို့ခံစားမိလို့ကိုယ်တိုင်စုံစမ်းစတင်ပါတယ်တနေ့မှာလိုရီရဲ့ကျွေးဝယ်ကက်ကိုဖီဂျီကရွာငယ်တစ်ခုမှာတုံးထားတာကိုတွေးလိုက်ပါတယ်ဒါကြောင့်အေရင်ဟာအဲ့ဒီနေရာကိုတယောက်တည်းသွားရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီအချိန်မှာဇလန်းဟာလေရင်ကျသွားတဲ့နေ့ကိုပြန်သွားပါတယ်လိုရီထိုင်နေတဲ့ထိုင်ကုန်ကအလုံးကြုံဆုံးနေရာဖြစ်လို့သူမအသက်ရှင်ကျန်ခဲ့ပါတယ်အပြင်ထွက်လာတဲ့အခါလူမရှိတဲ့ကျွန်းတကျွန်းပေါ်မှာပိတ်မိနေတယ်ဆိုတာသိလိုက်ရပါတယ်ဇလန်းဆက်လက်မှာအသက်ရှင်ကျန်သူများအပြစ်အလွဲများတစ္ဆာဖောက်မှုအနစ်နာခံမှုများကိုတဖြည်းဖြည်းဖော်ထုတ်သွားပြီးနောက်ဆုံးမှာလိုရီဟာကျွန်းပေါ်မှာဘဝအသစ်စတင်နိုင်သွားပါတယ်